အမျိုးသမီးတယောက်ကသူ့သမီးလေးကိုခောက်ဆွဲပြုတ်ပြီးတင်ပေးနေတာဗျသမီးလေးကလည်းကလေးဆိုတော့ထက်ခါအမားလုံးမိတာပေါ့သမီးလေးကမေမေစိတ်မဆိုးပါနဲ့နော်ဆိုပြီးကက်ချွဲနေတော့မှပဲအမေဖြစ်သူကသွေးတွေအန်ချမိရောတကယ်တော့သူမဟာအစာရင်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေမှန်းသိလိုက်ရလို့သမီးလေးကိုသူမရှိတော့တဲ့နောက်ကိုယ့်ခြေထောက်ပေါ်ကိုရက်တီနိုင်အောင်အသေးအတန်တင်ပေးနေတာပါဒီအကြောင်းကိုပြောဖို့လင်းဖြစ်သူစီဖုန်းဆက်လိုက်တော့မှမြင်လိုက်ရတာကသူ့ယောက်ျားကတခြားမိန်းမတစ်ယောက်ကိုကိုဝင်ဆောင်စစ်ဖို့လိုက်ပို့နေတာဗျအဲ့ဒီလူကလည်းလူမိသွားတော့မှအပိုးတွေမလုပ်တော့ပဲမင်းကိုပတ်စံရှိလို့ယူခဲ့တာဆိုပြီးအစ်စ်လေးကိုဖက်ကကြောက်ခိုင်းထွက်သွားပါလေရောအမျိုးသမီးခန့်များလက်စားချေဖို့တော့အားရင်မရှိတော့ပါဘူးသူ့ရဲ့နောက်ဆုံးအချိန်လေးမှာသမီးလေးဘဝရှိရေးအတွက်ပဲသူတွေးတော့တယ်ဒါနဲ့သူ့ယောက်ျားစီဖုန်းဆက်ပြီးဒေါ်လာတန်း30ပေးရင်ကွာရှင်းပေးမယ်လို့တောင်းဆိုလိုက်တာပေါ့ရလာတဲ့ပတ်စံတွေကိုလည်းသမီးလေးနာမည်နဲ့တိတိကျကျလွှဲပေးလိုက်တယ်အဲ့ဒီစာရွက်စာတမ်းတွေကိုသမီးလေးအကြိုက်ဆုံးရုပ်ထဲမှာဝတ်ထားပေးပြီးဒါကိုဘယ်သူမှမပြောနဲ့နော်လို့မှထားခဲ့တာသမီးလေးကလည်းအလိမ္မာလေးမို့ခေါင်းညှိရှာပါတယ်ဒါပေမဲ့အမေဖြစ်သူကမတ်တက်ရက်လိုက်တဲ့အချိန်မှာပဲဒူးမြုပ်ပြီးကတင်ပေါ်ကိုလဲကျသွားပါတော့တယ်သမီးလေးကလည်းမေမေအတွက်ဆေးသွားယူပေးဖို့အပြေးလွှားသွားရှာတာပေါ့ဒါပေမဲ့ဆေးပလင်းထဲမှာဆေးတစ်လုံးမှမကျန်တော့ဘူးဗျသမီးလေးကချက်ချင်းဆိုသလိုသူ့စုဘူးလေးကိုယူပြီးဆေးဆိုင်ကိုပြေးတော့တာပေါ့သူ့မှာရှိတဲ့ပတ်စံလေးနဲ့ကဆေးဘိုးကဘလို့မှမလောက်ဘူးလေသမီးလေးကဆိုင်ရှင်ကိုငိုပြီးတောင်းပန်နေတော့မှပဲဆေးကောင်းရှိတဲ့အဖွားကိုတယောက်ရောက်လာပြီးဆေးဘိုးဆိုင်ပေးလိုက်လို့သမီးလေးဆေးရခဲ့တယ်အိမ်ပြန်ရောက်တော့အိပ်ပျော်နေတဲ့မေမေနှခမ်းနာကသွေးတွေကိုတိတိကျကျတုပ်ပေးပြီးဆေးတိုက်ဖို့ကြိုးစားရှာတယ်မေမေဆေးတောက်ရင်တကြားလုံးကျွေးမယ်နော်ဆိုပြီးချော့တိုက်ပေမဲ့မေမေကတော့ပါဆက်ကိုတင်းတင်းစိတ်ထားပြီးဘာမှမသိတော့ဘူးအမေဖြစ်သူရဲ့ဝိညာဉ်ဟာကိုယ်ထဲကလွတ်ထွက်သွားခဲ့ပါပြီသူဟာသမီးလေးစီပြန်လာနိုင်ဖို့ကောင်းကင်ဘုံကိုတောင်းစုတွေချွေနေရှာတယ်အဲ့ဒီအချိန်မှာပဲအမေဖြစ်သူရဲ့စိတ်ဝိညာဉ်ဟာထူးဆန်းတဲ့ကဘာတစ်ခုတည်းကိုရောက်သွားတယ်အဲ့ဒီမှာနတ်ဖျားရဲ့တမန်တော်အဖိုးအိုနဲ့တွေ့တော့သမီးလေးစီပြန်ခွင့်ပေးပါလို့တောင်းပန်တာပေါ့အဖိုးအိုကလည်းဒီမိခင်ရဲ့မေတ္တာကိုစာနာသွားပြီးတော့သူ့ကိုဘဝတစ်တစ်ခုနဲ့ပြန်လဲရှင်တန်ခွင့်ပေးလိုက်ပါတော့တယ်